လူဖြစ်ပါလေမင်္ဂလာတို့သာမင်္ဂလာတို့သမီးတို့နဲ့နှစ်ဖက်သုံးလေးပါစီကုန်များခင်ဗျာမင်္ဂလာချိန်ခါကြောက်ရောက်ပြီးဖြစ်ပါလေမင်္ဂလာတေးတန်သားနဲ့အတူမင်္ဂလာစင်မြင့်ထပ်တို့ကြွရောက်နေရာယူပေးကြပါရန်လေးစားစွာဖိတ်ကြားအပ်ပါတယ်ခင်ဗျာပန်းပွင့်များဖြတ်ခင်းထားအနီရောင်လွှမ်းသောခေါ်သောထမ်းမှာရင်ခုန်နှုံးများမြင်တဲ့လိုက်ဖို့စွာရှေ့လက်တော့ချိတ်ဆက်ပြီးတော့အတူတူတွဲလို့ရှောက်လန်းတဲ့အခါကဘာမှတို့တွေဖျားပေးသောချိန်လေးမြင်အလားဆုံးသောချိန်လေးနဲ့အလားဆုံးပြုံးနေ